ပတ်စံသေးပုံခေါင်းလေးခေါက်ပြမယ်နော်ပတ်စံသေးရွက်ကိုအလဲအလေးထပ်ပိုင်းချုံမယ်ပိုင်းချုံမယ်ပြီးလို့ရှိရင်သူ့ကိုနောက်ထပ်အလဲတစ်ချက်ထပ်ပိုင်းချုံမယ်နောက်ထပ်အလဲတစ်ချက်ထပ်ပိုင်းချုံမယ်တော်လို့ရှိရင်အနောက်ဖက်ကိုလမ်းပါမယ်လမ်းပြီးတော့အောက်ဘက်ကနေအလဲအထိအလဲမြင်းချောင်းလေးတိုင်းချိုးပါမယ်ဒီဆောင်လေးသွားရင်အောက်ဘက်ကနေအလဲမြင်းချောင်းလေးတိုင်းချိုးပါမယ်တော်လို့ရှိရင်ဒီအလဲရိုးပေါ့နော်အလဲရိုးကိုဆွဲပြီးတော့အလဲဘက်ကိုချိုးမယ်ချိုးတဲ့ခါကျရင်ဒီနေရာလေးပေါ့နော်ဒီနေရာထောက်လေးကိုလက်လေးနဲ့ထိုးပြီးတော့ဒီလိုပုံစံလေးရအောင်လို့ချိုးပါမယ်နော်ဒီပိုင်းဒီလိုပုံစံလေးရအောင်ချိုးပါမယ်နော်ပြီးရင်ဒီအရှိရအဖက်ကလေးကိုလှန်ချပါမယ်ဖက်ကလေးကိုလှန်ချပါမယ်ဒါဆိုရင်အသေးပုံလေးတစ်ခုရပါပြီတိတ်လေးမကက်လည်းရတယ်နော်မင်းကတော့နည်းနည်းခန့်အောင်လို့တိတ်လေးကတ်ပါမယ်အသားလေးပဲကတ်ပါမယ်နော်ဒီနေရာလေးကိုတိတ်လေးကတ်လိုက်ပါမယ်ဒီနေရာလေးကိုတိတ်လေးကတ်လိုက်ပါမယ်အလဲကတော့ကတ်ချင်လဲရတယ်ဒုတ်ထိတ်နဲ့တခါတည်းကတ်မှာပေါ့နော်ဒါအနောက်ဖက်လေးဆိုတော့ဒုတ်ထိတ်လေးတခါတည်းကတ်လိုက်တယ်လို့ချင်တဲ့အသေးပုံလေးရပြီနော်တိတ်လေးလေးပိုးနာရညက်ဖြတ်လိုက်လို့ရပါတယ်